ဒါကတော့မောင်စွမ်းတစ်ပေါ့နော်အခန်းထဲမှာနေခဲ့တက်ဆူချက်ပြီးတော့ဆုံးသွားတဲ့ကောင်မောင်လေးကောင်လေးတယောက်ကောင်လေးပေါ့နော်ဒါကတော့ဆွေမျိုးတယောက်မှမရှိပါဘူးဒါကတော့သူမိန်းမသူတငယ်ချင်းနဲ့2ယောက်ပဲရှိတာပေါ့နော်ဒါကတော့ကျမယောက်ျားလေးနဲ့ကျမရဲ့မတ်တွေကျမရဲ့မောင်လေးပေါ့နော်ကျမရဲ့မောင်လေးကဝိုင်းပြီးကူပြီးထမ်းပေးတာပေါ့နော်ဒါကတော့ဆွေမျိုးမရှိတဲ့အလောင်းပေါ့ပိုင်စင်မဲ့အလောင်းလို့ပြောရမှာပေါ့ဆွေမျိုးမရှိဘူးပေါ့နော်ဒါပေမဲ့ဆွေမျိုးမရှိဘူးဘာဖြစ်လို့ဆွေမျိုးမရှိလဲဆိုတော့ပတ်သက်မရှိလို့ဆွေမျိုးမရှိတာအခုတေသွားတော့မှသူ့မှာပတ်သက်မရှိလို့ဆွေမျိုးမရှိတာတကယ်တမ်းဆိုစီဒီအလောင်းသားလေးရော်ကြေးရမယ်နင့်နာကြေးရမယ်ပတ်သက်ရှိတဲ့အတိုင်းဝိုင်းထဲကပတ်သက်ရှိတဲ့သူပဲဖြစ်ပါစေအောင်ဆွေမျိုးတွေကတပုံတစ်ခေါ်ကြီးလာကြမှာအဲ့တော့သူကတော့မိဘ2ပါးလည်းမရှိတော့ဘူးပေါ့နော်ဆွေမျိုးညီကောင်မတွေကလည်းဝမ်းခွဲတွေပါတွေကတော့ဒီထိုင်းနိုင်ငံမှာရှိတယ်လို့သိတယ်ဒါပေမဲ့တည်ချင်းမှာသူတို့အကြောင်းကြားရတာပေါ့နော်တည်ချင်းမှာအကြောင်းကြားတယ်ဆုံးချင်းမှာအကြောင်းကြားတာပေါ့ဒါပေမဲ့ဆုံးချင်းမှာအကြောင်းကြားပေမဲ့လည်းပဲတယောက်မှလာရောက်ခြင်းမရှိဘူးငွေထည့်ခြင်းမရှိဘူးဒီတကြိုဖို့တော့ကျမတို့ပဲချာနေပြီးတော့အလှခံပြီးတော့ကျမတို့တကြိုပေးတာကိုဆိုင်နောင်ကနေမှတစင်းပေါ့နော်ကိုဆိုင်နောင်ကနေပြီးတော့အလှခံပေးတယ်ဘတ်2000နီးပါးရပါတယ်ဘတ်2000လောက်ရတယ်ရပြီးတော့မှတီတာကိုကျမတို့ဒီတကြိုပေးတာပေါ့နော်စွန်းနဲ့ကပ်ပေးပါတယ်ဒီမောင်စတိကုသိုလ်ဒီဖြစ်အောင်ပေါ့ကျမတို့ဘုန်းကြီးစွန်း4ပါးကိုလည်းကပ်လိုက်ပါတယ်ပြောချင်တာကတော့ဒီမဲ့ငွေမရှိလို့ဆွေမျိုးမရှိတာပေါ့တေတော်မှဆွေမျိုးမရဆွေမျိုးတေသွားတော့မှဆွေမျိုးမရှိဘူးလိုက်ပုံမဲ့သူမရှိဘူးဒါကျမမတ်တွေကျမမောင်တွေကျမယောက်ျားတပည့်တွေပေါ့နော်ဝိုင်းကူထမ်းပေးတာအလောင်းပါတလို့တွေဆိုရင်တစ်ခါမှမထမ်းရဘူးဒီအလောင်းကိုဆိုရင်မတ်တွေဆိုရင်တစ်ခါမှမထမ်းဘူးအခုဆိုလို့ရှိရင်ယောက်ျားပါဒီပန်းချင်းတွေကန်ရတဲ့အဆင့်ထိကိုယောက်ျားမှာပန်းချင်းတွေကန်ရတဲ့အနေထားပေါ့နော်တခါမှသူကတော့အလောင်းတွေရတော့သူကန်ပေးတယ်ဒါပေမဲ့ဒီခါတော့လူမရှိတဲ့ကြောင့်မို့သူကိုယ်တိုင်ပန်းတွေလောက်ရတယ်ပန်းတွေကန်ရတာပေါ့နော်ကဲမောင်စတဲ့ဒီကောင်းရမွန်ရဘွားကိုရောက်ပါစေနောက်ဘွားဆက်တိုင်းလာရှိခဲ့ရင်အနာကင်းဘေးကင်းနဲ့ယောဂကင်းနေနဲ့အန္တရာယ်ကင်းများစွာနဲ့လူဘွားကိုကူပြောင်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဘွားဆက်တိုင်းမှာဒီလိုဆွေမျိုးတိုင်းဝိုင်းနေနဲ့မဆုံတွေ့ရပါစေနဲ့လို့လည်းဆုတောင်းပေးပါတယ်ဒါမဲ့သိပါတယ်ဆွေမျိုးညီကောင်မတွေသိပါတယ်တယောက်မှလာရောက်ခြင်းမရှိပါဘူးစိတ်တော့မကောင်းဘူးပေါ့နော်စိတ်မကောင်းပဲလေအမတို့နေနဲ့အမတို့ကနေပြီးတော့အကောင်းဆုံးဖြစ်အောင်တကြိုပေးတယ်ဆွန်နေတဲ့ကပ်ပေးပါတယ်အဲ့ဒါကိုတာဓုခေါ်နိုင်ပါစေလို့အမတို့ဆုတောင်းပါတယ်